နှလုံးသားကလွမ်းဆုံးလို့တန်တာမိခဲ့အမေရဲ့အိမ်ကိုအိမ်များတဲ့အမေရဲ့မြတ်တာရိပ်နဲ့ဝေးခဲ့သူမောရင်မတိုင်းရများနာချင်နေပြီပဲကြောက်သွေးတဲ့အိမ်မက်ရေရီကြတဲ့မှာအရေးတစ်ခုတွင်ပြေရက်စတဲ့နေရမြတိုက်ခိုက်ကြလို့အားနေနေပြီဆိုတင်ထားတဲ့စိတ်ဓာတ်များပြိုလဲသွားမလားဆိုရင်တကားတလေးပြန်လဲတွေ့ကျွန်တော်အလုံးလုံးလို့ချင်တယ်အိမ်ပြန်ချင်တယ်ငိမ့်ချမ်းဆုံးပဲအိမ်ပြန်ချင်တယ်လွေထွေးဆုံးပဲအိမ်မရတဲ့ညညစွာတဲ့ယထာအော်တဲ့လေးများကြရင်အိမ်ပြန်ချင်တယ်စိတ်ကလေးတာမရဘူးမွန်ချတဲ့မျိုးပြဒီနေလို့စနေမှာစီမျောရင်မပြီးသေးတဲ့ခေတ်ကူဆုံးတရားကိုကြိုးစားနေသူမှာရုပ်သားတဲ့ခြေလက်ကအမေအိမ်လေးကြောင့်တွေ့မိနေလို့ရင်မတရားများအိုနာချင်နေပြီပဲအိမ်ပြန်ချင်နေငိမ့်ချမ်းဆုံးပဲအိမ်ပြန်ချင်တဲ့လွေထွေးဆုံးပဲအိမ်မရတဲ့ညညစွာတဲ့ယထာအော်တဲ့လေး